လန်းကအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးဒန်ဘီနဲ့စတင်ထားပါတယ်။တက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြေဖို့ရက်ပိုင်းပဲလိုတော့ပေမဲ့သူမကတင်းချအင်မတန်ညံ့တဲ့သူပါတင်းချချင်းဆိုအမြဲအိမ်ငိုက်လို့ဆရာကကြောက်တင်ပုံးရှိခေါ်ပြီးပု္ပ္ပစာတွက်ခိုင်းပေမဲ့မတွက်နိုင်တာကြောင့်အားလုံးရှိမှအဆူခံရပါတယ်။အိမ်ပြန်ရောက်တော့လဲစာမှုပွဲအတွက်စိတ်မပါပဲဖုံးဖို့တချင်းနားထောင်နေလို့တချင်းစာသားတွေအလွတ်ရတယ်လို့သာတင်းချပု္ပ္ပစာတွေတွက်နိုင်ရင်ပါရမီရှင်ဖြစ်နေလောက်ပြီးလို့အမေဖြစ်သူကစိတ်ပြက်လက်ပြက်ဆူပါတော့တဲ့အမေကတမိုင်းကားတွေပဲလိုင်းပြောင်းကြည့်နေတာမို့ဒန်ဘီလဲစိတ်ညစ်ညစ်နဲ့တငယ်ချင်းအိမ်ထွက်လာခဲ့ပါတယ်တငယ်ချင်းကလည်းဒါဟာကောလိပ်တက်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်ပြီးကြာဆုံးသွားရင်အနာဂတ်ရှိမှာမဟုတ်ဘူးလို့သတိပေးပါတယ်နောက်ရက်မနက်မှာတော့ဒန်ဘီတယောက်စာမှုပွဲဖြေဖို့နောက်ကျပြီးအလောတကြီးပြေးရပါတော့တဲ့အမေကတော့ကောင်းကောင်းဖြေနိုင်ဖို့အားပေးလိုက်ပါတယ်ဒန်ဘီဟာဘတ်စကားပေါ်မှာတင်းချစာအုပ်ကိုကြည်ရင်စိုးရိမ်စိတ်တွေတောင်းပုံရပုံဖြစ်နေခဲ့ပါတယ်စာမှုပွဲဖြေမဲ့နေရာရောက်တော့ထီးကျန်ရစ်ခဲ့တာအောင်သတိမထားမိပဲပြေးရပါတယ်ဒါပေမဲ့စာမှုပွဲခံမနာရောက်ခါနီးမှာပဲကြာရှုံးမှာကိုကြောက်တဲ့စိတ်ကလွှမ်းမိုးသွားပြီးပျောက်ကွယ်သွားခြင်းစိတ်နဲ့မိုးရေထဲမှာထိုင်ကုန်နေမိပါတော့တယ်အဲ့ဒီအချိန်မှာရှေ့ကမိုးရေအိုင်လေးတစ်ခုကိုဒန်ဘီသတိပြုမိသွားပါတယ်အဲ့ဒီရေအိုင်ထဲမှာထူးဆန်းတဲ့အဝတ်စားတွေဝတ်ပြီးသုံးနှစ်တိုင်မိုးခေါင်လို့မိုးရွာချပေးဖို့ဆူတောင်းနေကြတဲ့လူအုပ်ကြီးကိုမြင်လိုက်ရပါတယ်ရုတ်တရက်ဒန်ဘီဟာအဲ့ဒီရေအိုင်ထဲပြုတ်ကျပြီးနစ်မြုပ်သွားခဲ့ပေမဲ့တေဆုံးမသွားပဲထူးဆန်းတဲ့ကဘာတစ်ခုဂျိုဆွန်းခစ်ရဲ့အဲ့ဒီနေရာမှာပဲပြန်ပေါ်လာခဲ့ပါတယ်သူမကလူတွေကိုရုပ်ရှင်ရိုက်နေကြတာလားလို့ရှောက်မေးနေလို့ဘရင်ဖြစ်သူကကြောက်လန့်တကြားနဲ့မင်းကမိတ်ဆာလားလို့အော်မေးပါတယ်ဒန်ဘီကမဟုတ်ပါဘူးတမီးကအထက်တန်းကျောင်းသူကိုရီးယားလူကိုဆန်ပါလို့ပြောလိုက်တာကသူတို့အတွက်တော့မန္တန်တစ်ခုလိုဖြစ်သွားပြီးပိုကြောက်လန့်ကုန်ကြပါတယ်စစ်တီတွေဝိုင်းထားတဲ့အချိန်ကြာမှဓားတွေကအစ်စ်မှန်းတီးပြီးဒန်ဘီတယောက်လမ်းဖြတ်ကတမီးပါလို့ဒီရောက်လာလဲတီးပြီးအရှင်မြတ်ကြီးစိတ်လျှော့ပြီးမိုးရွာချပေးပါလို့အခြေအနေကြည့်လိန်ညာလိုက်ပါတယ်လူတွေကဒါကိုဆူတောင်းစာလို့လိုက်ဆိုနေတော့ဒန်ဘီကတော့ကမန်းကတန်းထွက်ပြေးပြီးနန်းတွင်ဝတ်စုံတွေရှိတဲ့နေရာမှာဖုံးကြီးဝတ်စုံတွေကဘရင်နဲ့မှုမတ်တွေအစည်းအဝေးတဲ့ခိုးဝင်သွားပါတယ်အစည်းအဝေးမှာဘရင်ကကိုယ်ွယ်ယုံကြည်မှုတွေကိုအာမကိုပဲတိတ်ပံနဲ့တင်းချပညာရက်တွေနဲ့တိုင်းပြည်ပြဿနာကိုဖြေရှင်းရမယ်လို့မိန့်ကြားပေမဲ့ပူရောဟိတ်ကြီးကတင်းချဆိုတာဆုံးကဝေအတက်တတာပဲဒါဟာကောင်းကင်ဘုံကဘရင်ကိုအမျက်ထွက်လို့မိုးခေါင်တာမှုမိဖုရားနဲ့ရက်ပူဇော်ရမယ်လို့ကန့်ကွက်ပါတယ်အဲ့ဒီကနေဒန်ဘီခိုးထွက်ပြီးဖုံးရှာတော့ပြန်ဖမ်းခံရပါတယ်မိုးရွာရင်ပြန်မယ်လို့တွေးထားပေမဲ့သုံးနှစ်တိုင်မိုးမရွာဘူးဆိုတာသိလိုက်ရပြီးဘရင်ကသူမကိုချက်ချင်းကွမျက်ဖို့အမိန့်ပေးပါတယ်ဒန်ဘီကကြောက်လန့်လန့်နဲ့တမီးကအနာဂတ်ကလာတဲ့ကျောင်းသူပါတမိုင်းလဲကျွမ်းကျင်တဲ့တင်းချလဲတော်ပါတယ်လို့ရှောက်တင်လိုက်ပါတယ်စိတ်ဝင်စားသွားတဲ့ဘရင်ကပိုက်တာကိုရဲ့တီအိုရန်ပု္ပ္ပစာတစ်ပုဒ်ကိုတွက်ခိုင်းပါတယ်နှစ်ပါးနှစ်ကနှစ်ဆိုတဲ့ပုံတင်တွေကိုသုံးပြီးဒန်ဘီကချက်ချင်းတွက်ပြလိုက်တဲ့အခါပညာရှိတွေ၃ရက်လောက်တွက်ရမယ့်ပု္ပ္ပစာမှုဘရင်ကအံ့ဩမြင်သက်သွားပါတယ်အဲ့ဒီအချိန်ကစပြီးဒန်ဘီကိုဆန်ဆိုတဲ့မင်းမှုထမ်းယောက်ျားလေးတစ်ယောက်လိုတတ်မှတ်ပြီးဘရင်ကပြည်သူတွေကိုတင်းချတင်ပေးဖို့တာဝန်ပေးပါတယ်အောင်မြင်ရင်အိမ်ပြန်ခွင့်ပေးမယ်လို့ကတိပြုပါတယ်ဒါပေမဲ့ပထမဆုံးကျောင်းသားဖြစ်တဲ့ဘရင်ကိုယ်တိုင်ကကနန်းတောင်မရေတွက်တတ်တာမို့ဒန်ဘီကကနန်းတွေအပေါင်းနှုတ်အမြောက်ထိအခြေခံကစပြီးစိတ်ရှည်လက်ရှည်တင်ပေးရပါတယ်နောက်ပိုင်းမှာပြိုင်ဘက်မျိုးကဂီတပညာရှင်နဲ့တင်းချပြိုင်ပွဲလုပ်ရမှာမို့ဒန်ဘီရှုံးရင်အပြစ်ပေးခံရမှာပါသူမကဘရင်ကိုပု္ပ္ပစာမှာတွက်လို့ခေါင်းကိုခောက်လိုက်တဲ့အထိဒေါသထွက်ပြခဲ့ပေမဲ့ဘရင်ကစစ်တီတွေကိုတားပြီးရေမောကြော်ဖြတ်ခဲ့ပါတယ်မိဖုရားလာခြင်းဆိုရင်တော့တင်ချစာရွက်တွေကိုဝက်ပြီးဂီတလေးကျင့်နေတဲ့အောင်ဆောင်ကြပါတယ်တရက်မှာဘရင်ကဗိုက်စာနေတဲ့ဒန်ဘီကိုအစားအစာတွေကျွေးပေမဲ့နန်းတွင်းစာတွေကိုမကြိုက်တာကြောင့်မိဖို့ကြောင့်လည်းခေါ်သွားပြီးသူမအိတ်ထဲကအတင်စားခောက်ဆွဲချောက် instant noodles ကိုချက်ကျွေးပါတယ်ဘရင်ကဆက်ပေမဲ့အလွန်ကြိုက်နှစ်သက်သွားပါတယ်နောက်ရက်မနက်မှာတော့ဘရင်ကဘိုင်းနာပြီးအော်ဟစ်နေလို့တွားကြည့်တဲ့အခါအောက်လန်းနီးနဲ့ပြူစားခံရတဲ့အောက်မေ့ပြီးနားမှာကတ်ခွာကတ်ထားတာတွေ့ရပါတယ်ဒန်ဘီကဒါကမော်ဒန်ခောက်ဆွဲကြောင့်ဆက်ပြီးဘိုင်းနာတာပါလို့ရှင်းပြရင်လူခန္ဓာကိုယ်ရဲ့အစာအိမ်ဦးလန်းကြတောင်းတဲ့နှလုံးအကြောင်းတွေပါရှင်းပြပေးခဲ့ပါတယ်ဒန်ဘီရဲ့အသိပညာတွေကိုအံ့ဩပြီး
ဘယင်ကသူမကိုဂျိုဆွန်းရဲ့ပညာရှိအားလုံးကိုသိပ္ပံစိုက်ပျိုးရေးနဲ့တင်ချပညာတွေတင်ကြားပေးဖို့အမိန့်ထုတ်ပြန်ပါတယ်။ညဘက်မှာဘယင်ကကမ္ဗလာတိထင်းကြွိုင်းကျွေးတာကိုဒန်ဘီကကျေးဇူးဆိုပြီးတာမန်ပဲယူစားလိုက်လို့ဘယင်ကဒါကအဖိုးတန်တာမို့3 ရက်လောက်တင်ထားရမှာမင်းကကောင်းချီးမင်္ဂလာကိုတန်ဖိုးမထားဘူးလို့စိတ်ကောက်ပါတယ်။နောက်ရက်မှာတော့နန်းရင်ပြင်မှာဘောလုံးကစားရင်ဘယင်ကိုနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ပြေးလွှားအောင်လုပ်ပေးနိုင်ခဲ့ပါတယ်